ဒီနေ့မှာတော့ဒီကိုပြောထားတယ်လို့ပေါ့နော်သူကတော့တုံးနေရောဘန့်ထဲမှာ save တတ်တယ်ပေါ့နော် style တွေရောဒီဘန့်ထဲမှာ save လို့ရလားဆိုပြီးတော့သူမေးရတာပေါ့နော်ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ကနေပြီးတော့ style တွေကိုဘန့်ထဲမှာဘယ်လို save လဲဆိုတာကကျွန်တော်ပြပြပေးမှာဖြစ်ပါတယ် style တွေကိုဘန့်ထဲမှာဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးပေါ့နော်ဒီ style ကိုကျွန်တော်တို့ဘန့်ထဲထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး style ကိုရွေးရမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ style တစ်ခုကိုကျွန်တော်တို့ရွေးလိုက်မယ်โอเคရွေးလိုက်မယ်ပြကြလို့ရှိရင်ကျွန်တော်တို့ကဘယ်မှာထည့်မှာလဲပေါ့ဘန့်ကျွန်တော်ကတော့ဘန့်1မှာထည့်မှာပေါ့နော်โอเคဘန့်1မှာထည့်မှာဖြစ်တဲ့အတွက် store တစ်ချက်နှိပ်တယ်ပြကြလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် number 1လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်တယ်အဲဆိုရင်ကျွန်တော်ခုနကဟိုကရှာရတဲ့ဒီ style ကဘန့်မှာကျွန်တော်တို့ဝင်သွားပြီပေါ့နော်ဟုတ်ဝင်မဝင်ဆိုတာကိုကျွန်တော်တို့ return box လေးဖွင့်ပြီးတော့ကျွန်တော်တို့တစ်ချက်ဆန်းကြည့်မယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ခြင်းတဲ့ style တွေကိုဘန်ထဲမှာထည့်ပြီးသားဖြစ်သွားပြီပေါ့နော်ဟုတ်ကဲ့နောက်ထပ်သိချင်တာများရှိလို့ရှိရင် comment ကနေတော့၎င်း CC မှာတော့၎င်းလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ